သာသနာတော်နှစ်2569ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်တဘူရလကွယ်နေ့ခရစ်နှစ်2026ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့တနင်္ဂနွေနေ့မှာရန်ကုန်ဒေသကြီးလက်ကုမြို့နယ်မန္တလေးကုန်းကြီးရွာအမြန်လန်း9မိုင်6ပါလုံးမှာတည်ရှိတဲ့ထေရဝါဒမဂ္ဂရမဟိတကျောင်းတိုက်ကြီးမှာကျင်းပပြုလုပ်အပ်သောဝိပဿနာလုပ်ပြီးတရားစခန်းပွဲကြီးမှာခဏ4ရက်မြောက်နေ့အဖြစ်သစ္စာတရားအလုပ်ပြီးတရားများဆက်လက်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်တော်ကကလာတော်မှာဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပြုံမစေတေဝကျောင်းတော်မှာတရင်သုံးတော်မူနေတဲ့အချိန်ခါမှာတာဝတိမြို့တော်တွင်ကတရားလာရောက်နာယူကြတဲ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာဂတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတပတ္တိမဉ္ဇဉ်သကရဂါမိမဉ္ဇဉ်အနာဂါမိမဉ္ဇဉ်အရဟတမဉ္ဇဉ်များအသေးသေးရရှိသောကြသလိုယနေ့လည်းပဲအလုံးသောတရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာဂတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတပတ္တိမဉ္ဇဉ်များရနိုင်ကြပါစေသကရဂါမိမဉ္ဇဉ်များရနိုင်ကြပါစေအနာဂါမိမဉ္ဇဉ်များရနိုင်ကြပါစေအရဟတမဉ္ဇဉ်များရနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဘုန်းကြီးများရဲ့ဓမ္မသဘင်အစီအစဉ်ကိုစတင်မှာဖြစ်ပါတယ်ယောဂီဘုန်းတော်ကောင်းတို့တရားကိုဖေရှာတရားကိုမြတ်လို့တရားကိုအားကိုးလေးရှိကြကုန်သောဓမ္မမမကဓမ္မကိုယ်တိဓမ္မသုတေတိဖြစ်ကြတဲ့ယောဂီဘုန်းတော်ကောင်းတို့၏ယခုလိုတရားရှိမှတ်နေကြခြင်းတခြားလိုခြင်းလို့လားနိဗ္ဗာန်လိုခြင်းလို့လားနိဗ္ဗာန်ကဘာသစ္စာနိဗ္ဗာန်လိုခြင်းတခြားကျင့်ရမလားမဂ္ဂင်ကျင့်ရမှာလားမဂ္ဂင်ကျင့်ကဘာသစ္စာမဂ္ဂင်ကျင့်ကိုကျင့်ပြီးတော့တခြားတတ်ရမှာလားကိလေသာတတ်ရမှာလားကိလေသာကဘာသစ္စာကိလေသာတတ်ဖို့ရန်အတွက်တခြားကြည့်ရမှာလားယုံနာခန္ဓာကြည့်ရမှာလားယုံနာခန္ဓာကဘာသစ္စာဒုက္ခသစ္စာဖြစ်ပါတယ်ယုံနာခန္ဓာကိုကြည့်ပြီးတော့ဒုက္ခသစ္စာလို့မြင်အောင်ကြည့်ရမှာဖြစ်တယ်အဲဒီတော့ယုံနာခန္ဓာကိုမြင်ဖို့သိရေးကြည့်ပါတယ်ယုံနာခန္ဓာကိုသိဖို့သိရေးကြည့်ပါတယ်ယုံနာခန္ဓာကိုသိအောင်ကြိုးစားတဲ့နေရာမှာအဝိဇ္ဇာကိလေသာရှိနေရင်ယုံနာခန္ဓာကိုမသိနိုင်ပါဘူးသိရမှာမဟုတ်ပါဘူးเนาะအဲ့ဒီတော့ယုံနာခန္ဓာကဘာမှရှိတယ်လဲဆိုတော့ပညာခန္ဓာမှာရှိတယ်ပရမတ်ဆိုတဲ့တဘာဝတရားကလေးတွေဟာယုံနာခန္ဓာပေါ့အဲ့ဒီပရမတ်တဘာဝတရားကလေးတွေဟာပညာဆိုတဲ့ပုံမှန်တရားကြီးတဲ့မှာတည်မိပြီးတော့ဖြစ်နေတယ်လို့တော့မဟုတ်ဘူးဖြစ်လာတာပညာဆိုတဲ့ပုံမှန်တရားကြီးကတော့အမြဲတမ်းရှိအမြဲတမ်းတွေ့နေရတယ်မျက်စိနဲ့ကြည်တိုင်းပညာဆိုတဲ့ပုံမှန်တရားကြီးတွေ့နေရတယ်အဲ့ဒီပညာဆိုတဲ့ပုံမှန်တရားကြီးတဲ့မှာအကြောင်းကလေးတွေတိုက်ဆိုင်တိုင်းပရမတ်ယုံနဲ့ပရမတ်နာကလေးတွေဖြတ်ခနဲ့ပေါ်လာတခါတည်းမှာပေါ်ရင်တော့ဖြတ်ခနဲ့ပေါ့မကြပေါ်တဲ့အခါကျတော့အများအားဖြစ်နေတယ်လို့ထင်ရတာပေါ့ဒါပေမဲ့ပေါ်လာတဲ့ပရမတ်ယုံနာခန္ဓာကတော့ဖြစ်လာတဲ့အချိန်မှာပဲဖြစ်ပြီးရင်ဘာဖြစ်တော့ပြတ်သွားကြတာเนาะအကြာကြီးတည်နေတဲ့ထုံးစံမရှိပါဘူးဖြစ်တာတွေများလို့ခဏဖြစ်နေလို့
အမြဲတမ်းဖြစ်နေတယ်လို့ထင်ရတာဒါပေမဲ့သူကအမြဲတမ်းဖြစ်တာမဟုတ်ဘူးအကြောင်းတိုက်မှအကျိုးဖြစ်တာဖြစ်တယ်ဖြစ်ပြီးတော့ပြတ်သွားတယ်ပြတ်တယ်ပြတ်ပြီးတော့နောက်တစ်ခုထပ်ဖြစ်တယ်ပြတ်တယ်ဖြစ်တယ်ပြတ်တယ်ဖြစ်တယ်ပြတ်တယ်ဖြစ်တယ်ဒီလိုအစဉ်လေးပြောင်းလဲပြီးတော့ဖြစ်သွားတာအဲ့ဒါကိုယုံနာလို့ခေါ်တယ်အဲ့ဒီယုံနာတရားကိုဘုန်းကြီးတို့ကယောဂီတို့ကမြင်အောင်ကြည့်ရမှာပေါ့နော်အဲ့ဒီလိုမြင်အောင်ကြည့်ဖို့အတွက်ဘာနဲ့ကြည့်မလဲဆိုရင်တော့မဂ္ဂင်၅ပါးနဲ့ကြည့်ဘာနဲ့ကြည့်မလဲမဂ္ဂင်၅ပါးဆိုတာကသမာဓိမဂ္ဂင်က၃ပါးပညာမဂ္ဂင်က2ပါးမဂ္ဂင်၅ပါးအဲ့ဒီမဂ္ဂင်၅ပါးတည်းမှာပထမဆုံးကြည့်ရမှာကသမာဓိမဂ္ဂင်3ပါးမဂ္ဂင်က7ပါးရှိတယ်7ပါးရှိပေမဲ့သီလမဂ္ဂင်3ပါးအကြတော့အရှုခံကိုကြည့်တဲ့အလုပ်ကိုသူကမလုပ်ဘူးအရှုခံကိုကြည့်တဲ့နေရာမှာသီလမဂ္ဂင်မပါဘူးကိုယ်တဏ္ဍမှာမရှိဘူးလားဆိုတော့ရှိတယ်ရှိပေမဲ့လည်းပဲအရှုခံကိုကြည့်တဲ့အလုပ်ကိုသူမလုပ်ဘူးအလုပ်မလုပ်ဘူးအလုပ်လုပ်တဲ့မဂ္ဂင်က5ပါးသမာဓိမဂ္ဂင်3ပါးနဲ့ပညာမဂ္ဂင်2ပါးပေါင်း5ပါးသူတို့ကအလုပ်လုပ်တာဘာလုပ်လဲမေးရင်အရှုခံကိုကြည့်တဲ့အလုပ်ကိုလုပ်ပါတယ်ပြောကြည့်ပါဦးသီလမဂ္ဂင်ကအရှုခံကိုကြည့်တဲ့အလုပ်ကိုမလုပ်ဘူးရှိတော့ရှိတယ်သီလမဂ္ဂင်နေပဲအချိန်မှရှိတယ်လေသီလမဂ္ဂင်ပဲအချိန်မှရှိတယ်လေဆိုလို့ရှိရင်တည်တည်ချာချာသီလမဂ္ဂင်ရယ်လို့ဖြစ်လာတာကတော့ယုံနာကိုမြင်တဲ့အချိန်ကြမှာသီလမဂ္ဂင်ရယ်လို့ဖြစ်လာတာပါဒါပေမဲ့လည်းပဲဒုသရတရားတွေကိုရှောင်ကျင်တဲ့အခါမှာလည်းပဲသီလမဂ္ဂင်စဖြစ်နေပြီလို့အစပြုံးနေပြီလို့ဒီလိုပဲပြောရတာပေါ့တည်တည်ချာချာဖြစ်တာကတော့ဘယ်ကြမှာဖြစ်လဲယုံနာကိုမြင်တဲ့အချိန်ကြမှာဖြစ်တာဒါလေးကိုနည်းနည်းရှင်းပြမယ်နော်ယုံနာကိုမြင်တာကဘယ်လိုကမြင်တယ်လဲဆိုတော့ဟောဒီဉာဏ်နဲ့မြင်တာဘယ်လိုနဲ့မြင်လဲဉာဏ်နဲ့မြင်တာဘာကိုမြင်လဲယုံနာကိုမြင်တာဟုတ်ပြီအဲ့ဒီယုံနာကိုအဲ့ဒီဉာဏ်နဲ့မမြင်ခင်တုန်းကအဲ့ဒီယုံနာကိုဘယ်လိုနဲ့မြင်နေတယ်လဲဒိဋ္ဌိနဲ့မြင်နေတယ်ဒိဋ္ဌိနဲ့မြင်တော့ဘယ်လိုမြင်တယ်လဲပုဂ္ဂိုလ်တ attva လို့မြင်နေတယ်ပုဂ္ဂိုလ်တ attva လို့မြင်နေတယ်ဆိုရင်စိတ်ထဲမှာကိလေသာဖြစ်တယ်ဘာကိလေသာလဲဒိဋ္ဌိကိလေသာဖြစ်တယ်ဒိဋ္ဌိကိလေသာကစိတ်ထဲမှာဖြစ်တယ်မနေ့ကပြောခဲ့တယ်နော်စိတ်ထဲမှာဒိဋ္ဌိကိလေသာတွေဖြစ်နေတဲ့အခါကျတော့ပုဂ္ဂိုလ်ပဲတ attva ပဲယောက်ျားမိန်းမသာသမီတွေခင်ဗျဒီလိုမြင်နေတယ်အဲ့ဒီလိုမြင်နေတဲ့အချိန်ခါမှာဒိဋ္ဌိဖြစ်ရင်ဘယ်လိုဖြစ်မလဲတဏှာဖြစ်တယ်တဏှာဖြစ်ရင်နောက်ဆက်တွဲဘယ်လိုဖြစ်တယ်လဲဒေါသဖြစ်တယ်ဒိဋ္ဌိစရာကပုဂ္ဂိုလ်တ attva သာသမီတွေခင်ပေါ့အဲ့ဒီပုံမှာသဘောကျရင်တဏှာဖြစ်တယ်သဘောမကျရင်ဒေါသဖြစ်တယ်တဏှာနဲ့ဒေါသဖြစ်လာပြီဆိုရင်ဘုန်းကြီးတို့ယောဂီတွေရဲ့စိတ်ဟာဘယ်လိုမှမြတ်တမှုမဖြစ်နိုင်တဏှာဖြစ်တော့တဏှာရဲ့အလိုလိုက်ပြီးတော့ဆုံးဖြတ်တယ်ဒေါသဖြစ်တော့ဒေါသအလိုလိုက်ပြီးတော့ဆုံးဖြတ်တယ်တဏှာလိုလိုက်ပြီးတော့ဆုံးဖြတ်ရင်လည်းအစွန်းတစ်ခုရောက်သွားတယ်ဒေါသလိုလိုက်ပြီးတော့ဆုံးဖြတ်ရင်လည်းအစွန်းတစ်ခုရောက်သွားတယ်အဲ့ဒီအစွန်းတစ်ခုကဘယ်ဆုံးကမှမမှန်ဘူးအဲ့ဒီလိုမမှန်သည့်အတွက်တဏှာဆုံးဒေါသဆုံးရောက်သွားတဲ့အချိန်မှာမိမိရဲ့စိတ်သည်ဘလို့မှမစင်ကြယ်ဘူးမစင်ကြယ်တဲ့အတွက်ဘလို့မှသီလမဖြစ်နိုင်ဘူးဟုတ်တယ်မလားဘယ်ချိန်ကျမှသီလအစစ်ဖြစ်လဲစင်ကြယ်မှသီလအစစ်ဖြစ်တာတဏှာဖြစ်နေရင်လည်းမစင်ကြယ်ဘူးဒေါသဖြစ်နေရင်လည်းမစင်ကြယ်ဘူးဘလောက်ပဲပါဏာတိပါဒအာဒိနဒါနကမ္မတုမိစ္ဆာစာရငါးပါးသီလတွေလုံနေသည်ဖြစ်စေငါးပါးသီလလုံတာဘယ်ကံမှလုံလဲကာယကံနဲ့ဝစီကံမှလုံတာမနောကံလုံလားမလုံဘူး
ပါဏာတိပါဒသရဝတ္တကိုမတတ်ပါဘူးဆိုတာကအာမခန္ဓာကကာယကံနဲ့ဝစီကံမှာအာမခန္ဓာမနောကံမှာတော့အာမခံလို့ရလားမရဘူးစိတ်စေတနာထဲမှာတော့အမျိုးမျိုးဖြစ်နေအာမမခံဘူးအဲ့ဒါကြောင့်မလို့ကာယကံနဲ့ဝစီကံမှာလုံနေပေမဲ့အဲ့ဒီသီလကိုတကယ်လုံတယ်လို့ပြောလို့မရဘူးဘယ်ကြမှာတကယ်လုံလဲမနောကံသီလလုံမှာတကယ်လုံတယ်လို့ခေါ်တယ်မနောကသီလဆိုတာတခြားပြောတာလားစိတ်ကိုပြောတာစိတ်ထဲမှာတခြားလားစေတနာလေးလားအဲ့ဒီစေတနာလေးမှန်မှန်ကန်ကန်ဖြစ်ဖို့ဆိုတာကသမ္မာဖြစ်မှမှန်ကန်တာဘာလဲလဲပါဠိလိုတော့သမ္မာဆိုတဲ့စကားလုံးလေးကဘာပြောတာလဲမေးတော့ယုံနာကိုမြင်မှဓမ္မသမ္မာဖြစ်တယ်ယုံနာကိုမမြင်ဘူးဆိုလို့ရှိရင်တဏှာဆုံးဒိဋ္ဌိဆုံးရောက်နေတတ်တယ်တဏှာဆုံးရောက်ရင်တဏှာနဲ့ပတ်သက်တဲ့စေတနာတွေဖြစ်တယ်ဒေါသဆုံးရောက်ရင်ဒေါသနဲ့ပတ်သက်တဲ့စေတနာတွေဖြစ်တယ်စေတနာမမှန်ဘူးစေတနာတွေညှဉ်းနှွမ်းတယ်အဲဒါကြောင့်မို့လို့မနောကသီလကျွတ်ပေါက်မလုံဘူးဒါပြောတာသဘောပေါက်တယ်နော်ပဏာတိပါဒအာရိဏဒါနသီလကဘယ်ကံမှလုံလဲကာယကံနဲ့ဝစီကံမှလုံလဲမနောကံလုံလားမလုံဘူးမနောကံကဘယ်ကြမ်းမှလုံလဲယုံနာကိုမြင်မှမနောကံလုံတယ်ယုံနာကိုမြင်တာနဲ့တပြိုင်နက်ပုဂ္ဂိုလ်တ attva ဆိုတဲ့အစွဲလေးတွေမပြောက်ဘူးလားပြောက်ပုဂ္ဂိုလ်တ attva တဲ့အစွဲပြောက်သွားတာနဲ့တပြိုင်နက်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကလေးတွေပြောက်သွားပြီဆိုရင်နောက်ဆက်တွဲတဏှာလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့စိတ်ကလေးတွေမစင်ကြယ်ဘူးလားစင်ကြယ်သွားတယ်ဒိဋ္ဌိဝိတ္တုဖြစ်သွားတယ်အဲ့ဒီတော့မှမနောကံသီလကလုံတာနော်အဲ့ဒီတော့သီလပဲခြင်းမှလုံတယ်ဆိုရင်ယုံနာကိုမြင်မှသီလလုံတယ်ဘယ်ခြင်းမှလုံလဲယုံနာကိုမြင်မှသီလလုံတယ်ယုံနာပဲခြင်းမှမြင်တယ်ဆိုရင်ယုံနာကိုပရမအဆင့်ကတတိနဲ့မြင်တယ်ဒုတိယအဆင့်ကသမာဓိနဲ့မြင်တယ်တတိယအဆင့်ကပညာနဲ့မြင်တယ်သူအဆင့်နဲ့သူအဆင့်တော့မတူဘူးမတူပေမဲ့လို့လည်းပဲသတိလေးထားကြည့်တယ်သတိလေးထားကြည့်တယ်ခန္ဓာကိုယ်မှာထူးခြားတဲ့သဘာဝတွေဖြစ်တယ်ဟောဒါလေးကယုတ်တရားလေးပါလားဒါလေးကနံတရားလေးပါလားနာတဲ့သဘောလေးပေါ်တယ်ဟောဒါလေးကဖောက်ပြန်တဲ့ယုတ်တရားကလေးပါလားသိတယ်ဩဒါကနံတရားကလေးပါလားအဲ့ဒီလိုသတိထားကြည့်တာကိုတခြားခေါ်တာလားတတိလို့ခေါ်တာတတိလို့ခေါ်တာနော်အဲ့ဒီတတိကလေးကိန်းသွားတယ်ဆိုတာဘယ်အပေါ်မှာကိန်းတာလဲယုံနာအပေါ်မှာကိန်းတာဘလို့ကိုသတိထားကြည့်တယ်လဲယုံနာကိုသတိထားကြည့်တာပညာကိုသတိထားကြည့်တာလားပရမတ်ကိုသတိထားကြည့်တာစဉ်းစားပါဟိုမှာလူတယောက်ကိုသွားနေတဲ့လူတယောက်ကိုရှာဖွေနေတဲ့လူတယောက်ကိုတွေ့ကြလို့သတိထားကြည့်တယ်ဒါကပုဂ္ဂိုလ်တ attva ကိုသတိထားကြည့်တာဖြစ်တဲ့အတွက်တမ္မတတိဖြစ်လားမဖြစ်ဘူးတတိတော့တတိပဲတမ္မတတိမဖြစ်ဘူးမဂ္ဂင်ဆိုတာတရားလားတမ္မာလားမဂ္ဂင်7ပါးလုံးသည်အလုံးမှာတမ္မာလို့ပါတယ်တမ္မာတဲ့စကားလုံးကတခြားကိုမြင်မှတမ္မာဖြစ်တာလားယုံနာမြင်မှတမ္မာဖြစ်တာလားအဲဒါကြောင့်ပုဂ္ဂိုလ်တ attva တွေကိုလူတွေကိုသတိထားကြည့်တာဒီတမ္မာဖြစ်ရလားဘာကိုသတိထားကြည့်မှတမ္မာဖြစ်တော့ယုံနာကိုသတိထားကြည့်မှတမ္မာဖြစ်တာဒီလိုမှတ်ပါနော်အဲဒါကြောင့်မလို့နာတဲ့သဘောလေးပေါ်လာတယ်ဒါတွေကငန္နာရမဟုတ်ဘူးဒါရုပ်သဘောဖောက်ပြန်တဲ့သဘောကျင်တာတွေကလည်းဖောက်ပြန်တဲ့သဘောသူတို့ကိုသိတာလေးကတော့စိတ်ရဲ့သဘောနာရကျင်တဲ့ကြိုက်တဲ့ခဲတယ်လို့ခံစားတယ်လေးကတော့ဝေဒနာရဲ့သဘောဒါလေးကယုတ်တရားလေးပဲဒါလေးကနံတရားလေးပဲလို့ပထမဆုံးတတိနဲ့ကြည်တာသတိထားကြည့်တာသတိထားကြည့်လို့ရသွားပြီဆိုရင်ရိုးရိုးသတိလားသမ္မာသတိလားသမ္မာသတိဖြစ်သွားပြီအဲ့ဒီသမ္မာသတိစဖြစ်ကြတဲ့ကိုကယုံနာကိုမြင်နေပြီယုံနာမြင်နေပြီဖြစ်တဲ့အတွက်အဲ့ဒီကြတဲ့ကသီလမဂ်ကစဖြစ်နေပြီဟုတ်တယ်မဟုတ်လားကာယကံမှာဖြစ်တာလားဝစီကံမှာဖြစ်တာလားမနောကံမှာဖြစ်တာလား
တတိဆိုတာစိတ်ပေါ့စိတ်ထဲမှာဖြစ်တာမနောကံပေါ့နော်မနောကံထဲမှာသီလလေးလုံသွားပြီဆိုရင်ကာယကံနဲ့ဝစီကံမှာလည်းပဲအလိုလိုမလုံဘူးလားလုံသွားလားကာယကံနဲ့ဝစီကံမလုံတာတခြားကြောင့်မလုံတာလားမနောကံမလုံလို့မလုံတာလားအခုမနောကံလုံသွားပြီဆိုမှတော့ကာယကံနဲ့ဝစီကံမလုံဘူးလားလုံသွားလားအဲ့တော့သီလကိုတကယ်လုံစေခြင်းနဲ့ပါတယ်ဆိုရင်ဘယ်ကံကိုအသာပေးပြီးတော့ဆောင်ထည့်ရမှာလဲဒါလေးသိရေးကြည့်ပါတယ်ဟုတ်တယ်မလားကာယကံနဲ့ဝစီကံလုံယုံနဲ့သီလလုံပြီလို့ပြောလို့မရသေးပါဘူးဒါကလောကရဲ့သတ်မှတ်ချက်သီလပဲရှိပါသေးတယ်တကယ်သီလဝိသုဒ္ဓိအစစ်မဖြစ်သေးပါဘူးဖြစ်ပြီလားသီလဝိသုဒ္ဓိအစစ်ကဘယ်ကြမှာဖြစ်လဲမနောကံလုံမှဖြစ်တာမနောကံကဘယ်ကြမှာလုံတယ်လဲယုံနာကိုမြင်မှလုံတယ်ပုဂ္ဂိုလ်တ attva လို့မြင်နေတဲ့ရင်မနောကံလုံလားပြန်ပြောမယ်နော်ပုဂ္ဂိုလ်တ attva လို့မြင်နေရင်အဲ့ဒါတခြားသဘောလားဒိဋ္ဌိလားအဲ့ဒီဒိဋ္ဌိသဘောဖြစ်နေတဲ့အချိန်မှာဒိဋ္ဌိနောက်မှာဘယ်လိုလိုက်တော့တဏှာလိုက်တယ်ပုဂ္ဂိုလ်တ attva လို့မြင်နေရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်နဲ့သဘောကြရင်တဏှာဖြစ်တယ်သဘောမကြရင်ဒေါသဖြစ်တယ်ဒီတော့ပရိစ္ဆသမုပ္ပါတရားမှာကတော့တဏှာနဲ့ဒိဋ္ဌိတွဲပြီးတော့ပြောတယ်ဥပါဒံလို့ပြောတယ်ဒါပေမဲ့တဏှာနောက်မှာနောက်ွယ်ကဒေါသကောမပါဘူးလားပါနေလားကျင်တတ်ရင်တဏှာမကျင်တတ်ရင်ဒေါသသဘောကြရင်တဏှာသဘောမကြရင်ဒေါသဒိဋ္ဌိနောက်မှာတဏှာနဲ့ဒေါသကကပ်ပြီးတော့ပါလာတာအဲ့ဒီကိလေသာတွေကပ်ပါလာပါပြီဆိုမှတော့မနောကံသီလလုံမမလားမနောကံသီလမလုံတော့ဘူးမနောကံသီလမလုံဘူးဆိုရင်သီလဝိတ္တုဖြစ်ပါမလားမဖြစ်ဘူးဟုတ်ပြီနော်ဒီလိုဆိုတော့သီလပဲခြင်းမှလုံတယ်ပြန်ပြောပါအောင်ယုံနာကိုမြင်တဲ့ချိန်ကျမှသီလလုံတယ်ဘယ်ချိန်မှယုံနာကိုမြင်တယ်လဲသတိလေးထားကြည့်ရင်ယုံနာကိုမြင်တယ်ဒီတိုင်းကြည့်ရင်တော့ဘာကိုမြင်မလဲပုဂ္ဂိုလ်တ attva လို့မြင်မယ်သတိလေးထားကြည့်တော့မှယုံနာလို့မြင်တယ်သတိထားကြည့်တော့မှပဲသတိထားကြည့်တာတော့မှပဲနော်စောစောကဟောဒီပုံမတ္တရကြည့်တယ်မှာဟောဒီဒုပုံကချစ်တဲ့ထဲမှာယောသဘာဝတွေရှိတယ်နန္တဘာဝတွေရှိတယ်လို့သမားတွေစီကနေပြီးတော့ကြားထားဘူးတဲ့ညတပရိညာရှိဖို့လိုတယ်ဓမ္မသဘောပေါက်တာနော်အဲ့ဒါကြောင့်မလို့ညတပရိညာအတိနဲ့တတိလေးနဲ့ကတ်ကြည့်လိုက်တဲ့အခါကျတော့အော်ဟုတ်သားပဲဒါကယုတ်တရားပဲဒါကနန္တရားပဲဒါပုဂ္ဂိုလ်မှမဟုတ်ပဲဒါတ attva မှမဟုတ်ပဲနာရသဘောလေးကဖောက်ပြန်တဲ့ယုတ်သိတဲ့သဘောလေးကစိတ်ဆိုတဲ့နာခံစားတဲ့သဘောလေးကဝေဒနာဆိုတဲ့နာမှတ်သားတဲ့သဘောလေးကသင်ညာဆိုတဲ့နာစေတနာလေးကသင်္ခါရဆိုတဲ့နာနာခန္ဓာက၄ပါးယုတ်ခန္ဓာက၁ပါးအလုံးပေါင်းလိုက်တော့ခန္ဓာဘယ်နှပါလဲဒီတော့နာတဲ့သဘောလေးကိုတွေးပြီးဆိုတာနဲ့တပြိုင်နက်ခန္ဓာ၅ပါးတပြိုင်နက်ဖြစ်သွားတာကျင်တဲ့သဘောလေးတွေးရင်လည်းခန္ဓာ၅ပါးတပြိုင်နက်ဖြစ်သွားတာကြိုက်တဲ့သဘောလေးတွေးလည်းခန္ဓာ၅ပါးပူတဲ့သဘောလေးတွေးလည်းခန္ဓာ၅ပါးအေးတဲ့သဘောလေးတွေးလည်းခန္ဓာ၅ပါးသိတဲ့သဘောလေးတွေးလည်းခန္ဓာ၅ပါးခံစားတဲ့သဘောလေးတွေးလည်းခန္ဓာ၅ပါးဒီခန္ဓာ၅ပါးကခွဲလို့မရဘူးဟုတ်တယ်မလားအလုံးပေါင်းတော့အချင်းချုပ်တော့ယုံနဲ့နံတွေဖြစ်နေတာအဲ့ဒါကိုဘာလို့ရမလဲတတိထားပြီးတော့ကြည်ရမှာတတိလေးနဲ့ထားပြီးတော့ကြည်တော့နောက်ကနေပြီးတော့တတိလေးမလွတ်အောင်ပံ့ပိုးပေးနေတာကဝရိယဝရိယကလည်းတခြားအတွက်ပံ့ပိုးနေတာလားယုံနံမြင်ဖို့ပံ့ပိုးပေးတာလားယုံနံနဲ့ပတ်သက်ပြီးတော့ထားတဲ့ဝရိယမို့လို့ရိုးရိုးဝရိယလားသမ္မာဝါယာမလားတတိကလည်းသမ္မာတတိဝရိယကလည်းသမ္မာဝါယာမနော်အဲ့ဒီယုံနာကလေးကိုစိုက်ကြည့်လိုက်နိုင်ပြီဆိုရင်သမာဓိဖြစ်တယ်တရားကိုစိုက်ကြည့်တာလားယုံနာကိုစိုက်ကြည့်တာလားယုံနာကိုစိုက်ကြည့်တာမို့လို့ရိုးရိုးသမာဓိလားသမ္မာသမာဓိလားသမ္မာသမာဓိဖြစ်တယ်သမ္မာဝါယာမရဲ့သမ္မာတတိရဲ့သမ္မာသမာဓိရဲ့ပေါင်းတော့သမာဓိမဲ့ခင်ဘယ်နှပါလဲ၃ပါးသမာဓိမဲ့ခင်၃ပါးဖြစ်နေပြီဆိုရင်သီလမဲ့ခင်ဘယ်နဲ့လဲဖြစ်မလားမဖြစ်ဘူးလားဖြစ်တာပေါ့
ဘာကိုမြင်နေလို့လဲယုံနာကိုမြင်နေပြီယုံနာကိုကြည့်နေပြီဆိုတဲ့ကိုကတမာရိမဂ်ခင်၃ပါးနဲ့ပြည့်စုံပြီဆိုတဲ့ကိုကသီလမဂ်ခင်ကတော့အလိုလိုပြည့်စုံနေပြီ၅ပါးသီလယူလဲပြည့်စုံတာပဲ၅ပါးသီလမယူလဲပြည့်စုံတာပဲ၅ပါးသီလယူမှသီလရှိတယ်လို့မထင်နဲ့နော်၅ပါးသီလယူမှသီလရှိတယ်လို့မထင်နဲ့ဒါကအဋ္ဌိဋ္ဌသဘောပါဏာတိပါဒဝေရမဏိသိက္ခာပဒသမာဓိယာမိသမာဓိယာမိဆောက်တည်ပါ၏ရှောင်ကျင်ပါ၏ကိုအဋ္ဌိဋ္ဌလိုက်တာအဋ္ဌိဋ္ဌပြီးတော့ပဲရှောင်ကျင်အဋ္ဌိဋ္ဌမလုပ်ဘဲနဲ့ပဲရှောင်ကျင်အဓိကကတခြားလားရှောင်ကျင်မှုကအဓိကလားရှောင်ကျင်မှုကအဓိကနော်အဲ့ဒီတော့အဋ္ဌိဋ္ဌမပြုတ်လို့ပဲနဲ့ရှောင်ကျင်လိုက်ရင်လည်းပဲသီလအလိုလိုမတည်ဘူးလားတည်သွားလားတည်သွားတာပေါ့အဋ္ဌိဋ္ဌပြီးတော့မှမရှောင်ကျင်ရင်လည်းပဲသီလလုံးမလားအဲဒါကြောင့်အဋ္ဌိဋ္ဌညင်အဋ္ဌိဋ္ဌမလို့ခြင်းကအဓိကလားရှောင်ကျင်မှုကအဓိကလားရှောင်ကျင်မှုကအဓိကနော်အဲ့ဒီလိုရှောင်ကျင်ဖို့ဆိုတာကလည်းပဲပုဂ္ဂိုလ်တ attva ပေါ်မှာစိတ်ရှိနေမယ်ဆိုရင်ရှောင်ကျင်ဖို့မသိကြဘူးရှောင်တော့ရှောင်ကျင်တာပဲဒါပေမဲ့တစ်ဖက်ကလောဘတစ်ဖက်ကဒေါသတစ်ဖက်ကဒိဋ္ဌိရဲ့လောဘရဲ့ဒေါသရဲ့အဲ့ဒီကိလေသာ၃မျိုးကိုယ်တဏ္ဍမှာကတ်နေပြီဆိုတဲ့ကိုကအချိန်မရွေးမကြိုးပေါက်နိုင်ဘူးလားကြိုးပေါက်နိုင်လားမသိကြဘူးပေါ့နော်ယုံနာကိုမြင်ပြီယုံနာကိုကြည့်နိုင်သွားပြီတတိလေးနဲ့ကြည့်နိုင်သွားပြီတမာတိလေးနဲ့ကြည့်နိုင်သွားပြီဆိုရင်တော့စိတ်ချဘယ်တော့မှကြိုးပေါက်မှာမဟုတ်တော့ဘူးအဲ့ဒီလိုတတိတမာတိကိန်းနေတဲ့အချိန်တိုင်းမှာသီလကအလိုလိုလုံခြုံမိတာဖြစ်သွားပြီဟုတ်တယ်မလားရှောင်ကျင်လည်းပဲလုံးနေတာပဲမရှောင်ကျင်လည်းပဲလုံးနေတာပဲဒါကြောင့်မို့လို့သီလယူခြင်းမယူခြင်းကအဓိကလားယုံနာမြင်ဖို့ကအဓိကလားမြတ်စွာဘုရားလက်ထက်ကတန်တတိဆိုတဲ့အမတ်ကြီးမြတ်စွာဘုရားနဲ့မတွေ့ခင်ကကမ္ဘာသီလတစ်ခုမှမလုံးဘူးရှင်ဘုရင်ရဲ့အမတ်ချုပ်စစ်သူကြီးသေနာပတိချုပ်ကြီးဖြစ်တဲ့အခါကျတော့သေနာပတိတို့ရဲ့စစ်သူကြီးတို့ရဲ့သဘာဝအရာကမ္ဘာသီလလုံလို့မရဘူးပဏာတိပါဒလည်းကျွလွန်တာပဲအာရိဏဒါနလည်းကျွလွန်တာပဲကာမေသမိတ်သာသရမုဒ္ဒဝါဒသုရမရယအကုန်လုံးမကျွလွန်ဘူးလားကျွလွန်လားဘာတစ်ခုမှလုံခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဘယ်ကြမှာလုံသွားတယ်လဲမြတ်စွာဘုရားနဲ့တွေ့ရုံနဲ့လည်းမလုံသေးဘူးမြတ်စွာဘုရားဟောတဲ့တရားကိုနာပြီးတော့ယုံနာခန္ဓာကိုတတိတမာတိဝရိယလေးနဲ့ကြည့်တော့မှလုံသွားတာဟုတ်တယ်မလားတတိမှကြည့်ပဲချိန်မှာသီလလုံသွားတယ်ယုံနာခန္ဓာကိုသိတဲ့အချိန်မှာသီလလုံသွားတာငါးပါးသီလယူလို့သီလလုံတာလားယုံနာခန္ဓာကိုကြည့်နိုင်လို့သီလလုံတာလားအခုဘုန်းတော်ယောဂီတွေတရားထိုင်တဲ့အခါတော့သီလမယူဘူးလားယူလားဒါကတော့နော်လိုအပ်ချက်ရှိတဲ့ပုဂ္ဂိုလ်များပြည့်စုံပါစေတတိမထားမိတဲ့ပုဂ္ဂိုလ်များတတိထားမိပါစေဆိုတဲ့ရည်ရွယ်ချက်ငါးပါးသီလစောင့်ထိန်ခြင်းဆိုတဲ့ကုသိုလ်တစ်ခုရဖို့ဆိုတဲ့ရည်ရွယ်ချက်ငါးပါးသီလယူတယ်ဆိုရင်လည်းကုသိုလ်တစ်ခုတော့ရသေးတာပေါ့နော်လုံတာမလုံတာထားကုသိုလ်တော့မရဘူးလားရသွားလားမလုံတဲ့အချိန်ကျမှအကုသိုလ်ဖြစ်တာကိုလုံနေတဲ့အချိန်မှာတော့ကုသိုလ်ပဲဖြစ်ရမှာပေါ့အဲ့ဒီကုသိုလ်တစ်ခုရပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ငါးပါးသီလ၈ပါးသီလစောင့်ထိန်ရတာမဟုတ်လားမစောင့်ထိန်မဲ့နဲ့တရားရှုရင်ကောမရဘူးလားရတာပဲမစောင့်ထိန်မဲ့နဲ့တရားရှုလည်းပဲအဓိကကဘာမြင်ဖို့အဓိကလဲယုံနာမြင်ဖို့ကအဓိကနော်ယုံနာမြင်ဖို့အဓိကယုံနာမမြင်ရင်တော့လည်းပဲသီလကိုသိကြဆောင်ထိန်ဖို့လိုတာပေါ့လေဟုတ်တယ်မလားယုံနာမြင်အောင်မကြည့်နိုင်သေးဘူးဆိုရင်တော့သီလကိုသိကြဆောင်ထိန်ဖို့လိုတာပေါ့
အဲ့ဒီလိုတိကျဆောင်ထိုင်လက်တဲ့အတွက်ယုံနာမမြင်ရင်တောင်မှသီလယူတဲ့ဆောင်ထိုင်တဲ့ကုသိုလ်မရဘူးလားရအဲ့ဒါအမြတ်ပေါ့နော်သီလမယူဘဲနဲ့၅ပါးသီလ၈ပါးသီလမယူဘဲနဲ့ယုံနာကိုမြင်အောင်ကြည့်နိုင်မယ်ဆိုရင်တော့သီလမယူလည်းပဲသီလအလိုလိုမစင်ကြယ်ဘူးလားစင်ကြယ်သွားလားစင်ကြယ်သွားတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒီတော့အဓိကကယုံနာကိုမြင်ဖို့ပဲဘာနဲ့မြင်မလဲတတိဝရိယသမာဓိနဲ့မြင်မယ်ယုံနာမြင်ပြီဆိုကြတဲ့ကိုကဘုန်းကြီးတို့ယောဂီတွေစဉ်းစားကြည့်ပါဦးယုံနာမြင်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ရှိသေးလားပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မရှိရင်တဏှာကောဖြစ်သေးလားတဏှာကောဒိဋ္ဌိကောနှစ်ခုလုံးဝကြီးကိစ္စင်သွားတာမဟုတ်ဘဲမရောက်ဘူးလားရော့အဲ့ဒီလိုရောက်သွားပြီဆိုလို့ရှိရင်ဝိကာလဘောဇနာတို့နိစ္စဂိတာတို့မာလကန္တတို့စသည်ဖြင့်အဲ့ဒီသီလတွေလည်းပဲအလိုလိုမလုံးလားလုံးသွားလားလုံးသွားတာပေါ့နော်အဲ့ဒီသီလတွေမလုံးဘူးဆိုတာကယုံနာတကယ်မမြင်လို့မလုံးတာပါယုံနာတကယ်မြင်တဲ့ပုဂ္ဂိုလ်ကအလိုလိုကိုလုံးသွားပါတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မို့လို့သီလသည်ဘယ်ချိန်မှာကိုယ့်ရဲ့တန်တမှာသီလမဲ့ခင်ဘယ်ချိန်မှာကိန်းနေတယ်လဲယုံနာမြင်တဲ့အချိန်မှာသီလမဲ့ခင်လို့ကိန်းနေတယ်ဒီတော့ယုံနာမြင်တာကစပြီးတော့မြင်တာကတတိသမတတိသမဝါယမသမသမာဓိအဲ့ဒီအချိန်မှာသီလမဲ့ခင်ရှိနေပြီဆိုတော့သီလမဲ့ခင်၃ပါးရဲ့သမာဓိမဲ့ခင်၃ပါးရဲ့မဲ့ခင်ဘယ်နှပါးလဲ6ပါးပေါ့နော်6ပါးပဲမဲ့လို့လည်းပဲအခုလို့အရှုခံတရားကိုရှုတဲ့အလုပ်ကြတော့6ပါးနဲ့လုံးမလားဘယ်နှပါးနဲ့လုံးမလဲအခုရှိနေတဲ့6ပါးထဲမှာလေ3ပါးနဲ့လုံးမှာပေါ့ဘယ်လိုနဲ့ကြည့်မလဲသမဝါယမသမတတိသမသမာဓိအဲ့ဒီ3ပါးနဲ့ကြည့်မှာသီလမဂ္ဂင်3ပါးနဲ့ဟောဒီယုံနာကိုကြည်ဟုတ်ထုံးတယ်ရှိလားပြည့်တော့ပြည့်စုံတယ်ကြည်တော့မကြည့်ဘူးသီလနဲ့တော့ပြည့်စုံတယ်ယုံနာရှုတဲ့အလုပ်တော့မလုပ်ဘူးဘာမဂ္ဂင်လဲသီလမဂ္ဂင်ဘယ်ကြမှသူကပြန်ပြီးတော့စင်းနဲ့ပြန်ထက်တယ်လဲဆိုတော့သောတာပတိမေကြမှစင်းနဲ့ပြန်ထက်တော့အရိကြတော့မဂ္ဂင်မနှပါလဲ8ပါးပေါ့ဟုတ်တယ်မလားခဲကောင်းပြီဒါဖြင့်အခုချိန်ခါမှာယုံနာကိုကြည့်နေပြီယုံနာကိုကြည့်တဲ့အချိန်ခါမှာသီလမဂ္ဂင်ရှိနေပြီကိန်းနေပြီကတ်နေပြီတီးနေပြီမြဲနေပြီဒါပေမဲ့လို့လည်းပဲစင်းနဲ့တော့မထက်ဘူးဒီလိုမှတ်နော်ကောင်းပြီဒါပေမဲ့အခုဘာမဂ္ဂင်နဲ့ကြည့်မလဲသမာဓိမဂ္ဂင်နဲ့ကြည့်မဂ္ဂင်မနှပါလဲ3ပါးကြည့်ဘာကိုကြည့်မလဲယုံနာခန္ဓာကိုကြည့်ယုံနာခန္ဓာကိုကြည့်တဲ့အခါကျတော့ဘုန်းကြီးတို့မဟာသတိပဋ္ဌာန်သုတ်တံရဲ့အလိုအရသတိပဋ္ဌာန်ဘယ်နှပါရှိလဲ4ပါးရှိတယ်ဘာသတိပဋ္ဌာန်နေလဲကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ် ानु ပဒနာသတိပဋ္ဌာန်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်တဲ့သတိပဋ္ဌာန်ဘယ်နှမျိုးလဲ4မျိုးအဲ့ဒီသတိပဋ္ဌာန်4မျိုးတည်းမှာနော်ရုပ်ကိုရှုရင်ဘာနုပဒနာဖြစ်မလဲကာယ ानु ပဒနာသတိပဋ္ဌာန်ဖြစ်မယ်ဝေဒနာကိုရှုရင်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်ဖြစ်မယ်စိတ်ကိုရှုရင်ဟုတ်ပြီဓမ္မ ानु ပဒနာသတိပဋ္ဌာန်ကြတော့တခြားရှုတာလားဓမ္မရှုတာဓမ္မဆိုတာတခြားလားခန္ဓာ5ပါးလားအဲ့ဒီတော့ခန္ဓာ5ပါးကိုဓမ္မအနေနဲ့ရှုရင်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ဖြစ်တယ်သိကြမှတ်နော်ရုပ်ကိုရှုတော့ကရုပ်အနေနဲ့ရှုတာဖောက်ပြန်တဲ့သဘောတရားအနေနဲ့ရှုတာဓမ္မအနေနဲ့ရှုတာမဟုတ်ဘူးရုပ်အနေနဲ့ရှုရင်ဘာနုပဒနာဖြစ်မယ်ရုပ်ကိုရုပ်အနေနဲ့ရှုရင်ကာယ ानु ပဒနာသတိပဋ္ဌာန်ဖြစ်မယ်ရုပ်ကိုရုပ်အနေနဲ့မရှုဘဲနဲ့ဓမ္မအနေနဲ့ရှုရင်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ဖြစ်မယ်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ဆိုတာကခန္ဓာဘယ်နှပါလဲ5ပါးရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ5ပါးလုံးနော်မဟာသတိပဋ္ဌာန်သုတ်တံရဲ့ဓမ္မ ानु ပဒနာကဏ္ဍကိုကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာ5ပါးလို့ဒီလိုတွေ့ပါတယ်နော်ခန္ဓာ5ပါးခန္ဓာ5ပါးအရဏသစ္စာနဲ့ပါဓာတ်18ပါးသစ္စာ4ပါး
ဒီလိုတွေ့တဲ့အခါကျတော့ခန္ဓာတစ်ပါးနဲ့ကွက်ရှုရမှာလားခန္ဓာ၅ပါးလုံးရှုရမှာလားဓမ္မနုပဒနာမှာခန္ဓာဘယ်နှပါးဒါပေမဲ့အဲ့ဒီခန္ဓာတွေရဲ့နာမည်နဲ့ရှုတာလားဓမ္မအနေနဲ့ရှုတာဟောပြီဒီလိုဆိုရင်ပြန်ပြောမယ်ရုပ်ဆိုတဲ့အနေနဲ့ရှုရင်ဘာနုပဒနာရုပ်ဆိုတဲ့အနေနဲ့မရှုဘူးဓမ္မအနေနဲ့ရှုရင်စိတ်ဆိုတဲ့အနေနဲ့ရှုရင်ဘာနုပဒနာဓမ္မအနေနဲ့ရှုရင်ဝေဒနာအနေနဲ့ရှုရင်ဘာနုပဒနာဓမ္မအနေနဲ့ရှုရင်ဒီတော့ဓမ္မနုပဒနာဓမ္မရုပ်ကောမပါဘူးလားပါသွားလားစိတ်လည်းဝေဒနာလည်းဉာဏ်နဲ့ဉာဏ်သင်္ခါရတွေလည်းပါသွားတဲ့အတွက်ဓမ္မနုပဒနာမှာခန္ဓာဘယ်နှပါလဲခန္ဓာ၅ပါးဒီတော့ဘုန်းကြီးယောဂီတွေကဝိပဿနာရှုတဲ့အခါမှာရုပ်အနေနဲ့ရှုမှလားဓမ္မအနေနဲ့ရှုမှလားဆိုတာကဒါကသိရေးကြည့်တာပေါ့နော်သိရေးကြည့်တာပေါ့ဆိုကြပါစို့နာတဲ့သဘောလေးဖြစ်တယ်နာတဲ့သဘောလေးဖြစ်တယ်နာတဲ့သဘောလေးဒီဖောက်ပြန်တဲ့သဘောလေးပဲဖောက်ပြန်တဲ့သဘောလေးကိုပါဠိလိုဘယ်လိုခေါ်လဲရုပ်လို့ခေါ်တယ်ပါဠိလိုဘယ်လိုခေါ်လဲရုပ်လို့ခေါ်တယ်နော်အဲ့ဒီတော့ဖောက်ပြန်တယ်လို့ပြောလဲရုပ်ပဲနာတယ်လို့ပြောလဲရုပ်ပဲကျင်တယ်လို့ပြောလဲရုပ်ပဲမြန်မာလိုပြောတာနဲ့ပါဠိလိုပြောတာဒါပဲကွာတယ်ဒါလေးကယုတ်တရားလေးပါဒါကပါဠိလိုပြောတာဒါလေးကနာတဲ့သဘောလေးပါဒါကမြန်မာလိုပြောတာဟုတ်တယ်မဟုတ်လားဒီတော့နာတဲ့သဘောလေးပေါ်လာပြီဆိုရင်ဘုန်းကြီးတို့ပရိသတ်တွေကနာတဲ့သဘောလေးဆိုတဲ့အမှတ်တင်ညာမပါဘူးလားပါလားပါတယ်နော်ဌာနာတဲ့သဘောလေးပဲအဲ့ဒီမှတ်တင်ညာလေးနဲ့မရှုဘူးလားရှုလားနာတဲ့သဘောလေးပဲဆိုတော့မှတ်တင်ညာနဲ့ရှုရတာဘာကိုရှုတယ်လို့ခေါ်လဲဘာကိုရှုတာလဲရုပ်ကိုရှုတာနာတဲ့ဆိုတာမြန်မာရုပ်ဆိုတာကပါဠိပါဠိနဲ့မြန်မာပဲကွာတယ်ဟုတ်တယ်မဟုတ်လားဟောဒါလေးကနာတဲ့သဘောလေးပဲနာတဲ့သဘောလေးကိုရှုမယ်ဘာကိုရှုနေတာလဲဘာနုပဒနာလဲဟောဒါလေးကကျင့်တဲ့သဘောလေးပဲကျင့်တဲ့သဘောလေးကိုကြည့်မယ်ဘာနဲ့ကြည့်မလဲတတိလေးနဲ့ကြည့်မယ်နာတဲ့သဘောလေးဖြစ်မယ်နာတဲ့သဘောလေးကိုတတိလေးနဲ့ကြည့်မယ်ကျင့်တဲ့သဘောလေးဖြစ်မယ်ကျင့်တဲ့သဘောလေးကိုတတိလေးနဲ့ကြည့်မယ်နာတဲ့သဘောလေးပါပဲဆိုတဲ့အမြင်နဲ့ကြည့်ရင်ဘာနုပဒနာလဲကျင့်တဲ့သဘောလေးပါပဲဆိုတဲ့အမြင်နဲ့ကြည့်ရင်ကိုကာယ ानु ပဒနာပဲဟုတ်တယ်မဟုတ်လားဓမ္မ ानु ပဒနာဖြစ်လားဖြစ်ဘူးဓမ္မ ानु ပဒနာကြတော့ဘုန်းကြီးတို့အခုလိုရှုကာသအချိန်မှာတော့မကြည့်နိုင်သေးပါဘူးဉာဏ်လေးအတော်လေးအခြေတည်မိတော့မှကြည့်လို့ရတာဘယ်လိုတည်မိသွားတယ်လဲလို့ဆိုတဲ့အခါကျတော့နာတဲ့သဘောလေးဖြစ်တယ်ကြည့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 ်ရင်ကြည့်နေနောက်ပိုင်းကျတော့ဗာမြင်လာလဲဖြစ်ပြမြင်လာတယ်ဖြစ်ပြပါသစ္စာဟောနောက်ပိုင်းကျတော့ဖြစ်တာလည်းမမြင်တော့ဘူးပြတ်တာလည်းမမြင်တော့ဘူးဘာပဲမြင်တော့လဲဒုက္ခသစ္စာပဲမြင်တာသူရဲ့နာတဲ့သဘောလေးရဲ့နောက်ဆုံးသဘာဝကဒုက္ခသစ္စာဟုတ်တယ်မဟုတ်လားပရမတော့နာတာကိုကြည့်တယ်နောက်တစ်ခါဖြစ်တာကြည့်တယ်နောက်တစ်ခါပြတ်တာကြည့်တယ်နောက်ပိုင်းကျတော့ဖြစ်တာလည်းမတွေ့ဘူးပြတ်တာလည်းမတွေ့ဘူးဘာပဲတွေ့တော့လဲဒုက္ခသစ္စာ၄ပါးလားဒါဆိုတော့သစ္စာစိုက်သွားပြီပေါ့နော်နာတဲ့သဘောလေးကရုပ်တရားပညာလားပရမတ်လားဆိုရင်ပရမတ်ဒုဘောင်ကခြေလက်ကပညာနာတဲ့သဘောလေးကပရမတ်ပရမတ်နာတဲ့သဘောလေးကိုကြည့်ရင်ပရမတ်ကိုကြည့်တယ်လို့ခေါ်တယ်မှားလားမှန်လားမှန်တယ်မှန်လို့သစ္စာနာတဲ့သဘောလေးကိုနာတဲ့သဘောအနေနဲ့ကြည့်မယ်ရုပ်အနေနဲ့ကြည့်မယ်ဆိုရင်ပရမတ်အနေနဲ့မမှန်ဘူးလားမှန်လားမှန်တယ်ဘာသစ္စာပရမတ္ထသစ္စာဘာသစ္စာလဲပရမတ္ထသစ္စာပရမတ္ထသစ္စာကဓမ္မမဖြစ်သေးဘူးဘယ်ကြပါဓမ္မဖြစ်မလဲဆိုရင်အရိယသစ္စာကြမှာဓမ္မဖြစ်တာအရိယသစ္စာဆိုတာဘာပြောတာလဲအရိယတို့မြင်တဲ့အမြင်အရိယတို့မြင်တဲ့အမြင်ကနာရသဘောလေးကိုကြည့်ရင်အရိယတွေကနာရလို့မြင်တာလားဒုက္ခသစ္စာလို့မြင်တာလား
သိကြသွားပြီနော်စဉ်းစားပါသောတာပန်ကလည်းသောတာပန်အဆင့်သောတာပန်အမြင်နဲ့ကြည့်ရင်နော်နာရသဘောလေးသည်ဒုက္ခသစ္စာကျင်တဲ့သဘောလေးကလည်းဒုက္ခသစ္စာကြိုက်တဲ့သဘောလေးကလည်းဒုက္ခသစ္စာပူတဲ့သဘောလေးကလည်းဒုက္ခသစ္စာအေးတဲ့သဘောလေးကလည်းဒုက္ခသစ္စာဒါကယုတ်စိတ်ဆိုရင်လည်းဒီတိုင်းပဲမြင်စိတ်ကလေးကလည်းဖြစ်ပြပါသစ္စာကြားစိတ်ကလေးကလည်းဒုက္ခသစ္စာနာစိတ်ကလေးကလည်းဒုက္ခသစ္စာခံစားမှုဝေဒနာလေးကြည့်လဲဒီလိုပဲကောင်းတာလေးတွေ့လဲဒုက္ခသစ္စာမကောင်းတာလေးတွေ့လဲဒုက္ခသစ္စာအရိယာတို့ရဲ့အမြင်မှာအမျိုးမျိုးမရှိဘူးတစ်မျိုးတစ်ပဲရှိတယ်အဲ့ဒါကဘာလဲဒုက္ခသစ္စာအဲ့ဒါအရိယာတို့မြင်တဲ့အမှန်တရားကတစ်မျိုးတစ်ပဲမှန်တယ်အလုံးသည်ဒုက္ခဆိုတဲ့ခေါင်းစည်းအောက်မှာဝင်လာတာအဲ့ဒါကအရိယာတို့ရဲ့အမြင်ဒါကြောင့်မလို့ဒုက္ခသစ္စာလို့မြင်ခြင်းသည်အရိယသစ္စာလို့ခေါ်တယ်။ဘာသစ္စာလဲ။ဒုက္ခသစ္စာဆိုတာမမှန်မလားမှန်လားမှန်တယ်ဘလူတွေအနေနဲ့ဘလူတွေရဲ့အမြင်နဲ့မှန်တာလေအရိယာတို့ရဲ့အမြင်နဲ့မှန်တာမလို့အရိယသစ္စာဘုရားယောဂီတွေကြတော့ရုပ်ကိုကြည့်တယ်ရုပ်လို့မြင်တယ်မမှန်ဘူးလားမှန်လားနာရာကိုကြည့်တယ်နာရာကိုမြင်တယ်မမှန်ဘူးလားမှန်လားမှန်တယ်ဘာအနေနဲ့မှန်တာလဲပရမတ္ထတရားအနေနဲ့မှန်တာဒါကြောင့်မလို့ဘာသစ္စာလဲပရမတ္ထသစ္စာပရမတ္ထသစ္စာဆိုရင်ယောဂတတ္တဝေဒနာကတတ္တစိတ်ကတတ္တဟုတ်တယ်မလားပရမတ္ထတရားမှလေတခုနဲ့တခုမတူဘူးယောဂယောရဲ့လက္ခဏာစိတ်ကစိတ်ရဲ့လက္ခဏာဝေဒနာကဝေဒနာရဲ့လက္ခဏာသူလက္ခဏာလေးနဲ့သူအသေးသေးသိကြသည်မရှိဘူးလားရှိလားအဲ့ဒါကလည်းခြားလားပရမတ္ထတရားလားပရမတ္ထတရားစိတ်စေတသိက်ယောနိဗ္ဗာန်ကလည်းသူသိကြသဘာဝလေးရှိတော့သူလည်းပရမတ္ထသစ္စာအရိယာတို့ရဲ့မြင်တဲ့အချိန်ကြတော့အရိယသစ္စာဘုန်းကြီးတို့ယောဂီတွေမြင်တာကြတော့ပရမတ္ထသစ္စာယောဂလည်းဘုန်းကြီးတို့ယောဂီတွေကမြင်တာကရုပ်အနေနဲ့မြင်တာမလို့ဘာသစ္စာလဲပရမတ္ထသစ္စာအရိယာတို့ရဲ့အမြင်ကြတော့ဘာသစ္စာလဲရုပ်လို့မြင်တာလားဒုက္ခသစ္စာလို့မြင်တာလားဒုက္ခသစ္စာလို့မြင်တာဒါကြောင့်မလို့ဘာသစ္စာလဲအရိယသစ္စာစေတသိက်ဆိုတဲ့ဝေဒနာလေးကလည်းပဲဘုန်းကြီးတို့ယောဂီတွေရဲ့အမြင်မှာဝေဒနာကောင်းတယ်လို့ခံစားတယ်ဒုက္ခဝေဒနာမကောင်းဘူးလို့ခံစားတယ်ဒုက္ခဝေဒနာမမှန်ဘူးလားမှန်လားဘာအနေနဲ့မှန်တာလဲပရမတ္ထသစ္စာအနေနဲ့မှန်တာဟုတ်တယ်မလားအဲ့ဒီလိုနဲ့ကြည်ရင်ချင်းကနေပြီးတော့အရိယာဖြစ်သွားပြီဆိုရင်ဝေဒနာအနေနဲ့မြင်တာလားဒုက္ခသစ္စာအနေနဲ့မြင်တာလားဒုက္ခသစ္စာအနေနဲ့မြင်တယ်အဲ့ဒါကြတော့အရိယာတို့ရဲ့အမြင်မှာမှန်သွားပြီအရိယသစ္စာဒီလိုမဟုတ်လားအရိယသစ္စာဆိုတဲ့ဆင့်ရောက်မှဓမ္မနုပဒနာဖြစ်တာဟုတ်တယ်မလားအရိယသစ္စာဆိုတဲ့အမြင်မှမရောက်သေးရင်ဓမ္မနုပဒနာဖြစ်ပြီလားရုပ်ကိုမြင်တော့ဘာနုပဒနာစိတ်ကိုမြင်တော့ဘာနုပဒနာဝေဒနာကိုမြင်တော့ဘာနုပဒနာတခုနဲ့တခုမတူဘူးကွဲပြားခြားနာတယ်ဓမ္မနုပဒနာကြတော့အဲ့ဒီလိုမတူတဲ့အမြင်နဲ့မြင်တာလားတူတဲ့အမြင်နဲ့မြင်တာလားအလုံးကသဘာဝတွေကြီးပဲဘာသဘာဝတွေလဲဒုက္ခသစ္စာတွေကြီးပဲဒီလိုမဟုတ်လားဒုက္ခသစ္စာတွေကြီးပဲယောဂလည်းဒုက္ခသစ္စာဝေဒနာကလည်းဒုက္ခသစ္စာစိတ်ကလည်းဒုက္ခသစ္စာတွေကြီးပဲဒီပုံစံနဲ့မြင်သွားပြီဆိုရင်အဲ့ဒါဘာနုပဒနာလဲဒါကြောင့်မလို့ကဲဘုန်းကြီးတို့ယောဂီတွေဒီလောက်ဆိုရင်သဘောပေါက်ပါပြီအခုစရှုခါစားမှာဘယ်နုပဒနာနဲ့ရှုမလဲကာယ ानु ပါဒနာနဲ့ရှုမယ်ဝေဒနာ ानु ပါဒနာနဲ့ရှုမယ်စေတ ानु ပါဒနာနဲ့ရှုမယ်အခုဓမ္မ ानु ပါဒနာနဲ့ရှုမလားရှုနိုင်လားရှုလို့ရပြီလားမရသေးရင်ဓမ္မ ानु ပါဒနာမဖြစ်သေးဘူးအဲ့ဒါရှုခါစားမှာ ानु ပါဒနာဘယ်နှမျိုးဘာ ानु ပါဒနာတွေပါလေဘာသစ္စာပရမတ္ထသစ္စာ
ဘယ်ကြမှာဓမ္မနုပဒနာဖြစ်တော့အရိယသစ္စာကြတော့တခြားလားဒုက္ခသစ္စာလားဒုက္ခသစ္စာလို့မြင်သွားပြီဆိုရင်တော့အဲ့ဒီကြတော့မှပါလေဒါဘုန်းကြီးတို့ယောဂီတွေကအခုအချိန်ခါမှာအနုပဒနာဘယ်နှမျိုးနဲ့ရှုလဲဘာနုပဒနာတွေလဲဟုတ်ပြီအဲ့ဒီလိုမှတ်ပါဟုတ်တယ်မဟုတ်လားရောရောင်ပြီးတော့ဓမ္မနုပဒနာတွေတော့မပြောနဲ့ကိုယ်ဆင့်ကဓမ္မနုပဒနာဖြစ်နိုင်လောက်တဲ့အဆင့်မဟုတ်သေးဘူးဒီလိုမှတ်နော်ကောင်းပြီဒါဖြင့်ကာယ ानु ပဒနာဆိုတာကာယကယုတ်ကာယဆိုတာယုတ်နော်ကာယဆိုတဲ့စကားလုံးကအပေါင်းကိုကာယလို့ခေါ်တယ်ကာယကယုတ်အပေါင်းလဲကာယပဲနာမ်အပေါင်းလဲကာယပဲကာယဆိုတဲ့စကားလုံးသည်ယုတ်အပေါင်းကိုလည်းကာယလို့ခေါ်တယ်နာမ်အပေါင်းကိုလည်းကာယလို့ခေါ်တယ်ကာယမိမသမတ္ထတို့လိုနေရာမျိုးကြတော့ယုတ်လည်းပါတယ်နာမ်လည်းပါတယ်ယုတ်ပေါင်းနာမ်ပေါင်းကာယမိမအခုဒီနေရာမှာကြတော့ကာယ ानु ပဒနာဆိုတဲ့စကားလုံးမှာကြတော့ဘာပေါင်းကိုယူရမှာလဲယုတ်ပေါင်းကိုပဲယူဘာဖြစ်လို့တော့နာမ်ကတိတန့်ပြောမှာမို့လို့ရှင်းလားဘာကိုယူမလဲယုတ်ပေါင်းကိုပဲယူနော်ယုတ်ပေါင်းကိုယူဆိုတဲ့နေရာမှာအဲ့ဒီကာယကဟောဒီပုံမတ္တရာကြီးလားပုံမတ္တရာကြီးကိုပြောတာလားမဟုတ်ဘူးနော်ပုံမတ္တရာကြီးကိုကာယလို့ပြောတာကတော့မြန်မာအသုံးအနှုံးနဲ့ပြောတာပါပဲပါဠိသုံးလုံးမှာတော့ကာယလို့ပြောတယ်ပုံမတ္တရာမပါပါဘူးနော်ပုံမတ္တရာမပါပါဘူးမြန်မာစကားလုံးကြတော့မှမြန်မာစာကြတော့မှဟောဒီပုံမတ္တရာကြီးကိုကာယလို့ဒီလိုသုံးလိုက်တာနော်ပါဠိမွေရမှာကကာယဆိုတာအပေါင်းဆိုတာပညာလားပရမတ်လားပရမတ်အပေါင်းနော်ပညာနဲ့မဆိုင်ဘူးဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ကာယ ानु ပဒနာဆိုတဲ့စကားလုံးမှာကာယသည်ယုတ်လည်းပါတယ်နာမ်လည်းပါတယ်ယုတ်တရားကတခြားလားပရမတ်လားနာမ်ကလည်းတခြားလားပရမတ်လားသို့တော်ဒီနေရာမှာဘယ်ပရမတ်ကိုယူမလဲကာယ ानु ပဒနာမှာရှိတဲ့ကာယအယဘာပရမတ်ကိုယူမလဲယုတ်ပရမတ်ကိုယူနော်နာမ်ပရမတ်ကိုမယူနဲ့ဟုတ်တယ်မလားဝေဒနာ ानु ပဒနာကြတော့ဘယ်လိုကိုယူမလဲဝေဒနာပရမတ်ကိုယူစိတ် ानु ပဒနာကြဘယ်လိုကိုယူမလဲစိတ်ဆိုတဲ့ပရမတ်ကိုယူဆိုတော့ခန္ဓာကပရမရှိလေ၅ပါးရှိတယ်တင်ညာနဲ့သင်္ခါရမပါဘူးမို့လားမပါဘူးလို့ထင်လို့လားမထင်ပါနဲ့ပါတယ်နော်မပါဘူးလို့ရမ်းမပြောနဲ့နော်ပါတယ်နော်ရုပ်လို့နာမတတ်လို့သာရုပ်လို့ပြောတာဝေဒနာလို့နာမတတ်လို့သာဝေဒနာလို့ပြောတာစိတ်လို့နာမတတ်လို့သာစိတ်လို့ပြောတာတကယ်ဖြစ်တော့ခန္ဓာဘယ်နှပါပေါင်းဖြစ်တင်ညာသင်္ခါရပါမပါဘူးလားပါလားဆိုကြပါစို့ခန္ဓာတစ်ခုဖြစ်တယ်ကြက်တဲ့ခန္ဓာကစပြောဆိုပါတော့နာတဲ့သဘောလေးစပြောကြည့်နော်နာတဲ့သဘောလေးကိုစပြောကြည့်နာတယ်ဆိုတာကဖောက်ပြန်တဲ့သဘောအရင်ကမရှိဘူးအခုမှရှိတာအဲဒါကြောင့်တခြားခေါ်တာလားဖောက်ပြန်တယ်လို့ခေါ်တာလားဖောက်ပြန်တယ်ဆိုရင်ခန္ဓာ၅ပါးထဲမှာဘယ်ခန္ဓာလဲရူပခန္ဓာဘယ်ခန္ဓာလဲတခြားတရားလားယုတ်တရားလားဟုတ်ပြီအနာရာလေးဒီယုတ်ပေါ့နော်သို့တော့စိတ်ဆိုတဲ့သိတတ်တဲ့သဘောလေးမရှိရင်အဲ့ဒီနာရာကိုနာတယ်လို့သိပါမလားဥပမာအဲ့ဒီစိတ်ဆိုတာကဘဝင်စိတ်ရှိတယ်ဝိသိစိတ်ရှိတယ်ဇောစိတ်ပေါ့နော်ဘဝင်စိတ်ရှိတယ်ဇောစိတ်ရှိတယ်သိတယ်ဆိုတာဘယ်စိတ်ကိုပြောတာလဲဇောစိတ်ဘဝင်စိတ်ကမသိတဲ့စိတ်ဇောစိတ်ကသိတဲ့စိတ်အဲ့ပြောနေတော့မှဘယ်စိတ်နဲ့နေလဲနာမသိလားမသိဘူးမေဇိပိခန္ဓာရတဲ့အချိန်မှာဘယ်စိတ်နဲ့နေလဲနာမသိလားဘာစိတ်မရှိလို့လဲဇောစိတ်မရှိလို့ဟောအဲ့ရကနိုးလာတော့မနာဘူးလားနာလားဘာစိတ်ဖြစ်လို့လဲအေးအဲ့ဒါကြောင့်မို့လို့နော်မသိတဲ့သဘောကဘဝင်စိတ်အမှန်ကတော့သိတဲ့သဘောတော့ရှိတာပဲဒါပေမဲ့
သူသိတာကတစ်မျိုးကာမနမိတ်ဂရိနိမိတ်တွေကိုသိတာဆိုတော့အခုပစ္စုပန်ရဲ့အာယုံတွေနဲ့သူနဲ့မပတ်သက်ဘူးအဲ့တော့သိတော့သိတယ်သူရဲ့သဘာဝကတော့သိတဲ့သဘာဝပဲဒါပေမဲ့အခုလောလောဆယ်ပစ္စုပန်ရဲ့အာယုံတွေကိုသိတာမဟုတ်တဲ့အတွက်မသိဘူးလို့ပဲသဘောထားရမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဘဝင်စိတ်ကမသိတဲ့စိတ်ဇောစိတ်ကသိတဲ့စိတ်ဟုတ်ပြီနော်သိတဲ့စိတ်နာတဲ့သဘောလေးပေါ်လာတယ်ဘဝင်စိတ်နဲ့ဆိုရင်သိလားအဲ့ပြောနေတော့မှနာလားချစ်ကြိုက်တာနာလားမနာဘူးနိုးနေတော့မှချစ်ကြိုက်ရင်ဘာစိတ်ရှိလို့ဇောစိတ်ရှိလို့ဒီလိုဆိုတော့စိတ်မရှိဘဲနဲ့ဇောစိတ်မရှိဘဲနဲ့ဖောက်ပြန်တဲ့သဘောကိုဖောက်ပြန်တဲ့သဘောပါပဲလို့သိပါမလားအဲ့ဒါလို့ဆိုရင်နာရင်နာတယ်လို့သိတယ်နာတာကရုပ်သိတာကစိတ်ခွဲလို့ရလားမရဘူးရုပ်ကမဖောက်ပြန်ရင်လည်းပဲနာတယ်ဆိုတာဖြစ်မလာဘူးဇောစိတ်မရှိရင်လည်းပဲနာတယ်ဆိုတာဖြစ်မလာဘူးနာတယ်ဆိုတာဖြစ်လာတာဘယ်လိုနဲ့ဘယ်လိုတွဲလို့လဲရုပ်နဲ့စိတ်နဲ့တွဲလို့ဆိုတော့ရုပ်ကြည်တတ်တဲ့နေလို့ရလားစိတ်ကြည်တတ်တဲ့နေလို့ရလားမရဘူးတွဲနေတာကဲစိတ်ဖြစ်ပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ယောဂီတွေနော်စိတ်ရလို့ဖြစ်ပြီဆိုရင်စိတ်ဖြစ်တိုင်းဖြစ်တိုင်းအမြဲတမ်းပါဝင်နေကြစေတသိက်ဘယ်နှပါလဲဘယ်နှပါလဲ9ပါဘယ်လိုတွေပါလဲဖတ်တာဝေဒနာတင်ညာစေတနာဧကဂတဇဝိတ္တိန္ဒြေမနတိကာရအဲ့ဒီထဲမှာတခြားဟာတွေတော့ထားလိုက်တော့ဝေဒနာမပါဘူးလားတင်ညာမပါဘူးလားစေတနာမပါဘူးလားဝေဒနာကဘာခန္ဓာတင်ညာကဘာခန္ဓာစေတနာကဘာခန္ဓာသင်္ခါရခန္ဓာဟောဒီလိုဆိုတော့အဲ့ဒီခန္ဓာတွေကတခြားနဲ့တွဲဖြစ်တာလားစိတ်နဲ့တွဲဖြစ်တာဒီလိုဆိုစိတ်ဖြစ်တိုင်းဖြစ်တိုင်းအဲ့ဒီခန္ဓာတွေမဖြစ်ဘူးလားဖြစ်လားခြံထားလို့ရလားမရဘူးနော်စိတ်ဓာတ်ဝိပဿနာစိတ်ကိုရှုပြီးဆိုကြတဲ့ကိုကတင်ညာသင်္ခါရခြံထားလို့ရလားဆင်းရဲတာတိကြနာမမတတ်ပေမဲ့ဆင်းရဲတာမထက်ပေမဲ့မပါဘူးလားပါလားဘယ်ထဲမှာပါလဲစိတ်ထဲမှာပါဒါရင်မကသေးဘူးဝေဒနာကိုရှုတဲ့အခါကျတော့လည်းပဲအဲ့ဒီစေတသိက်9ပါးတည်းအချင်းချင်းတစ်ခုနဲ့တစ်ခုအမြဲတမ်းတွဲဖြစ်နေတာအမြဲတမ်းပါလေတွဲဖြစ်နေတာအမြဲတမ်းတွဲဖြစ်နေတာဖတ်တာဝေဒနာတင်ညာစေတနာဧကဂတဇဝိတ္တိန္ဒြေမနတိကာရတကုနဲ့ကိုယ်တည်းကွက်ဖြစ်တာလား9ပါးလုံးတွဲဖြစ်9ပါးလုံးတွဲဖြစ်ပြီဆိုတဲ့ကိုကဝေဒနာလို့ပြောရင်လေသိညာမပါဘူးလားစေတနာဟောဒီတော့ဝေဒနာလို့ပြောလဲစေတသိက်ခန္ဓာ3ပါးပဲဟုတ်တယ်မဟုတ်လားစိတ်လို့ပြောလဲနာမခန္ဓာ4ပါးပဲထင်ရှားတာကြည့်ပြီးတော့စိတ်ကိုရှုရင်စေတနုပဒနာလို့ပြောပြီးမယ်ကျန်တဲ့စေတသိက်တွေမပါဘူးလားထင်ရှားတာကြည့်ပြီးတော့ဝေဒနာကိုရှုရင်ဝေဒနာနုပဒနာလို့ပြောပြီးမယ်ကျန်တဲ့စေတသိက်တွေမပါဘူးလားတင်ညာခြံထားလို့ရလားသင်္ခါရခြံထားလို့ရလားမရဘူးအဲ့ဒါလို့မရတဲ့အတွက်ဝေဒနာကိုရှုရင်တင်ညာသင်္ခါရကျန်နေသလားစိတ်ကိုရှုလဲတင်ညာသင်္ခါရကျန်နေသလားရုပ်ကိုရှုတော့လဲနံတရားတွေကျန်နေသလားနာမ်ကိုရှုတော့လဲရုပ်တွေကျန်နေသလားထင်ရှားတာကြည့်ပြီးတော့ရုပ်ကိုရှုတယ်ဝေဒနာရှုတယ်စိတ်ကိုရှုတယ်လို့သာပြောလိုက်တာတကယ်ကြတော့ရုပ်ရှုလဲခန္ဓာဘယ်နှပါဝေဒနာရှုလဲခန္ဓာဘယ်နှပါစိတ်ရှုလဲခန္ဓာဘယ်နှပါဟောက်ပြီဒီလိုနားလည်လိုက်ပါဒါကြောင့်မလို့တင်ညာသင်္ခါရကြံတယ်လို့မထင်နဲ့ဟုတ်တယ်မလားဟာတင်ညာသင်္ခါရကဓမ္မနိပဒနာကျမှပါတာကာယနိပဒနာဝေဒနာနိပဒနာစေတနိပဒနာမှာမပါဘူးဒီလိုမပြောနဲ့နော်ဒီလိုမပြောနဲ့အထက်ကရာဖွင့်မှာတော့အဲ့ဒီလိုဖွင့်ထားပေမဲ့ဘုန်းကြီးတို့ကပါဠိတော်အတိုင်းပြောနေတာအထက်ကရာအတိုင်းပြောတာလားပါဠိတော်အတိုင်းပြောတာလားပါဠိတော်အတိုင်းပြောနေတာဒီလိုမဟုတ်လားအဲ့ဒါကြောင့်မလို့ဘယ်နုပဒနာနဲ့ပဲရှုရှုခန္ဓာကဘယ်နှပါလဲ5ပါးသို့တော့ခန္ဓာဆိုတဲ့နာမည်နဲ့ရုပ်ဆိုတဲ့နာမည်နဲ့စိတ်ဆိုတဲ့နာမည်နဲ့ဝေဒနာဆိုတဲ့နာမည်နဲ့ရှုနေတဲ့မြတ်ကလပ်ပလုံးဓမ္မနုပဒနာဖြစ်လာ
ဘယ်ကြမှာဓမ္မနုပဒနာဖြစ်လဲဒုက္ခသစ္စာလို့မြင်တဲ့အချိန်ကြမှာဓမ္မနုပဒနာဖြစ်တာဟုတ်တယ်မဟုတ်လားကောင်းပြီဒါဖြစ်ရင်အထက်ကရာဖွင့်လေးနည်းနည်းပြောလိုက်ပါအောင်မယ်နော်ဇယိုင်းနဲ့ကမ္မဋ္ဌာန်းတွဲတာလေးတွေဉာဏ်ကလေးတယ်တဏှာကိလေသာကများတယ်ဆိုရင်ရုပ်ကိုရှုကာယ ानु ပဒနာကိုရှုဒီလိုပြောတယ်နော်ဉာဏ်ကတော့ထက်တယ်တဏှာကိလေသာလေးကတော့များနေတော့မဲ့ဝေဒနာကိုရှုပြောဘူးလားပြောလားဉာဏ်ကလေးတယ်ဒိဋ္ဌိကိလေသာကများတယ်ဆိုရင်စိတ်ကိုရှုပြောဘူးလားပြောလားဉာဏ်ထက်တဲ့အချိန်ကြတော့ဗာလေဓမ္မနိပဒနာကိုရှုအဲ့ဒါကြတော့ကိလေသာမပါတော့ဘူးဘာဖြစ်လို့မပါတယ်လဲဓမ္မနိပဒနာဆင်းရောက်ပြီဆိုဉာဏ်ကထက်သွားပြီလေဟုတ်တယ်မဟုတ်လားသစ္စာမြင်သွားပြီတော့မထက်ဘူးလားထက်သွားပြီတော့သူကြတော့လွတ်သွားပြီပေါ့နော်အဲ့ဒီတော့ရှေ့ပိုင်း၃ခုပဲပြောပါတော့ဉာဏ်ကလေးတယ်တဏှာကိလေသာကများတယ်ဆိုရင်ကာယ ानु ပဒနာကိုရှုရုပ်ကိုရှုဉာဏ်ကထက်တယ်ကိလေသာကများတယ်ဆိုရင်ဝေဒနာကိုရှုဉာဏ်ကလေးတယ်ဒိဋ္ဌိကိလေသာကများတယ်ဆိုရင်စိတ်ကိုရှုမပြောဘူးလားပြောဘုန်းတော်ယောဂီတွေအဲ့ဒီတိုင်းရှုလို့အစဉ်ပြေလားဘာဖြစ်လို့တော့ဘာဖြစ်လို့လဲလို့ဆိုတဲ့အခါကျတော့ရှင်းရှင်းပြောရရင်ဘုန်းတော်ယောဂီတွေကိုယ်တိုင်ကိုဉာဏ်လေးသလားဉာဏ်ထက်သလားသိနိုင်သလားတဏှာများသလားဒိဋ္ဌိများသလားသိနိုင်သလားဘယ်သိမလဲအဲ့ဒီလိုသိတာဘုရားရှင်တပါးလည်းပဲသိတာလေယဟန္တာမထေရမြတ်ကြီးတွေတော့မသိဘူးဘုန်းကြီးတို့လည်းမသိဘူးဟုတ်တယ်မဟုတ်လားဘုန်းကြီးတို့လည်းမသိတဲ့အတွက်ယောဂီတို့ကိုဟာဒီယောဂီကဉာဏ်လေးတယ်ဘာကိုရှုဒီယောဂီကဉာဏ်ထက်တယ်ဘာကိုရှုဒီယောဂီကတဏှာများတယ်ဘာကိုရှုဒီယောဂီကဒိဋ္ဌိများတယ်ဘာကိုရှုလို့ဘုန်းကြီးတို့ကအဲ့ဒီလိုညွှန်ကြားဖို့ဆိုတာဖြစ်နိုင်ပါ့မလားဘာဖြစ်လို့တော့မသိမှမသိပဲပဲဘုန်းကြီးတို့ယောဂီတွေမှာဉာဏ်လေးသလားဉာဏ်ထက်သလားဘုန်းကြီးတို့မသိဘူးဒိဋ္ဌိများသလားတဏှာများသလားဘုန်းကြီးတို့မသိဘူးဘုန်းကြီးတို့တွေမသိတာမဟုတ်ဘူးယန္တာပတိမကြီးတွေတော့သိလားမသိဘူးဘယ်လိုမှသိလဲဖရာမတပ္ပဘယ်လိုမှမသိဘူးဖရာပဲသိတာအဲ့ဒါကြောင့်မလို့ဖရာမတပ္ပဘယ်လိုမှမသိတဲ့အလုပ်ကြီးကိုထဲ့စကားပြောနေလို့အဆင်ပြေပါဒါလည်းထက်ကရာဖွင့်တဲ့စကားပဲပါဠိတော်စကားမဟုတ်ဘူးဟုတ်တယ်မဟုတ်လားပါဠိတော်စကားအရပြောမယ်ဆိုရင်အဲ့ဒီလိုမသိနိုင်တဲ့အတွက်ဘယ်ဟာကိုရှုပါလို့ညွှန်ကြားစရာကိုမလိုဒါပေမဲ့လို့အခုလိုရုပ်ကိုရှုပါရုပ်ကိုရှုရင်ဘာနုပဒနာဝေဒနာရှုရင်ဘာနုပဒနာစိတ်ကိုရှုရင်ဘာနုပဒနာဆိုတာကိုတော့ဘုန်းကြီးတို့ကခွဲပြလို့တော့မရဘူးလားရဒါကတော့ခွဲပြလို့ရပါတယ်ရှုကြည့်ပေါ့မဟုတ်ဆရာတော်ဘုရားကြီးပြောတာရှင်းတယ်ဘာပြောတယ်လဲလို့ဆိုတော့နော်ဘယ်နုပဇယိုက်တေကမ္မထာတွေကိုသိနိုင်တာကဘုရားရှင်မှသိနိုင်တာဖြစ်တဲ့အတွက်ကျန်တဲ့ပုဂ္ဂိုလ်တွေမသိနိုင်တဲ့အတွက်တိတိကျကျဘယ်လိုမှပြောနိုင်ဘူးသို့တော်ရှုကြည့်ရုပ်ကိုရှုကြည့်လို့ဖြစ်ပြမြင်ရင်အဲ့ဒီရုပ်နဲ့ကိုယ်နဲ့အဲ့ဒီကမ္မထာနဲ့ကိုယ်နဲ့အစဉ်ပြေတယ်လို့မှတ်ဝေဒနာကိုရှုကြည့်လို့ဖြစ်ပြမြင်အဲ့ဒီကမ္မထာနဲ့ကိုယ်နဲ့အစဉ်ပြေတယ်လို့မှတ်စိတ်ကိုရှုကြည့်လို့ဖြစ်ပြမြင်အဲ့ဒီကမ္မထာနဲ့ကိုယ်နဲ့အစဉ်ပြေတယ်လို့မှတ်ဒါမဟုတ်ဆရာတော်ဘုရားကြီးမရှိတာသိကောင်းတဲ့စကားပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မလို့ရှုကြည့်ပါရုပ်ကိုလည်းရှုကြည့်ဝေဒနာလည်းရှုကြည့်စိတ်ကိုလည်းရှုကြည့်လို့သာပြောတာတကယ်ရှုတော့တပါးတည်းခွဲရှုလို့ရတာလား၅ပါးလုံးပေါင်းရှု၅ပါးလုံးပေါင်းရှုပေမဲ့စိတ်ထဲမှာတော့ဟောဒီနေ့ရုပ်ကထင်ရှားတယ်ဒါရုပ်ကိုရှုတဲ့သဘောလို့နာမည်တက်လာရင်ဒါတော့တတ်ခွင့်ရှိပါတယ်ဟုတ်တယ်မဟုတ်လားဟောဒီနေ့ဝေဒနာထင်ရှားတယ်ဝေဒနာရှုတယ်လို့သဘောထားတယ်ဒါတော့နာမည်တက်ခွင့်မရှိဘူးလားရှိလားခဏစိတ်ထင်ရှားတယ်စိတ်ကိုရှုမယ်ဟုတ်တယ်မဟုတ်လားစိတ်ထင်ရှားလို့စိတ်ကိုရှုတယ်ဝေဒနာထင်ရှားလို့ဝေဒနာရှုတယ်ရုပ်ထင်ရှားလို့ရုပ်ကိုရှုတယ်ဒီလိုတော့ပြောခွင့်တော့မရှိဘူးလားရှိတကယ်ရှုတဲ့ချက်ခါကျတော့ခန္ဓာတစ်ပါးတည်းလား၅ပါးလား၅ပါးဟုတ်ပြီဒါဖြင့်မာသတိပဋ္ဌာန်သုတ်တံအလိုရသတိပဋ္ဌာန်ကဘယ်နှပါးရှိလဲအဲ့ဒီ၄ပါးထဲမှာ
ဘုန်းကြီးတို့ယောဂီတွေအနေနဲ့စာရှုကာသမှာဗရမရှုမလဲဘာနုပဒနာတွေလဲစေတနုပဒနာနောက်ဆုံးကြမှာဓမ္မနုပဒနာဖြစ်မယ်အသေးစိတ်ရှုဖို့ရှုနည်းကနောက်နေ့ကြမှာဆက်ပြောတာပေါ့နော်ကဲကောင်းပြီဒါဖြင့်တော့ဒီနေ့ကအနုပဒနာ၄မျိုးကိုရှင်းပြတဲ့အနုပဒနာ၄မျိုးနဲ့ကြံပြင်းလေးအကျဉ်းချုပ်ပြောတဲ့စကားပါပဲဟုတ်တယ်မို့လားအဲ့ဒီလိုရှုတဲ့အခါကျတော့တခြားနဲ့ရှုတာလားဉာဏ်နဲ့ရှုတာဉာဏ်ဆိုတဲ့နေရာမှာပထမဆုံးရှုတဲ့မဂ်ခင်ကဘယ်နှပါလဲဟုတ်ရဲ့လားအခုနဘုန်းကြီးပြောတာ၅ပါးမပြည့်သေးပါဘူးဘယ်နှပါးပဲပြောရသေးလဲဘယ်လိုလုပ်၅ပါးဖြစ်သွားလဲဖြစ်သေးပါဘူး၃ပါးပါဘယ်သူတွေလဲသမ္မာဝါယမရဲ့သမ္မာတတိရဲ့သမ္မာသမာဓိတခြားကိုရှုတာမှလားခန္ဓာ၅ပါးကိုရှုအောင်အဲ့ဒီလိုရှုတာနဲ့တပြိုင်နဲ့ယုံနာခန္ဓာကိုမြင်တာနဲ့တပြိုင်နဲ့သီလမဲ့ခင်ကောဒီထဲမှာမရှိဘူးလားရှိလားရှိပေမဲ့သူတို့ကိုစင်းနဲ့ထပ်မတွက်နဲ့ဘာဖြစ်လို့တော့သူတို့ကဘာဖြစ်လို့လဲသီလမဲ့ခင်ကရှုရမဲ့မဲ့ခင်မဟုတ်ဘူးရှုတဲ့အလုပ်ကိုလုပ်တဲ့မဲ့ခင်မဟုတ်ဘူးရှုတဲ့အလုပ်လုပ်တဲ့မဲ့ခင်ကဘယ်လိုတွေလဲသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိအဲ့ဒီမဲ့ခင်သုံးပါးနဲ့ရှုဘာကိုရှုမလဲခန္ဓာ၅ပါးကိုရှုခန္ဓာ၅ပါးကတခြားတရားလားရှုကံတရားလားဟုတ်ပြီသမာဓိမဲ့ခင်သုံးပါးကတခြားလားရှုဉဏ်တရားလားဟုတ်ပြီအဲ့ဒီလောက်ရှုနိုင်ရင်ကိုပဲဘုန်းကြီးတို့ယောဂီတွေကိရိတာလေးတွေအထက်လျောက်မပါဘူးလားပါပါအဲ့ဒါတခြားတရားလားကိရိတာတရားပါသွားတာလားကိရိတာတရားလေးတွေပါသွားခြင်းတခြားလားငြိမ့်တရသွားတာလားအငြိမ့်တတရားသည်တခြားလားနိဗ္ဗာန်ရဲ့သဘောလားသစ္စာရဲ့လို့ပြပြမြင်တော့မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့လို့ငြိမ့်တလေးတော့တတိပဒံကဲရင်ကိုပဲငြိမ့်တလေးတော့ရသွားပါပြီတဲ့နော်အဲ့ဒါကြောင့်မလို့တတိပဋ္ဌာန်တရားလက်ကင်ထားပြီးတော့မိမိတို့ရဲ့တဏ္ဍမှာရှိတဲ့ယုတ်တရားနံတရားခန္ဓာ၅ပါးအဲ့ဒီတရားတွေကိုတတိလေးနဲ့ကတ်ကြည့်သမာဓိလေးနဲ့စိုက်ကြည့်အဲ့ဒီလိုစိုက်ကြည့်ရင်ကိုပဲကိလေသာတရားကလေးတွေလောလောဆယ်ရပ်ဆိုင်သွားပါတယ်လောလောဆယ်ကိလေသာတရားကလေးတွေငြိမ့်သွားပါတယ်ကိလေသာတရားကလေးတွေငြိမ့်သွားတဲ့အတွက်အငြိမ့်တဲ့ဆိုတဲ့နိဗ္ဗာန်ရဲ့သဘောလေးတွေပေါ်လာပါတယ်အဲ့ဒီအငြိမ့်တဲ့သဘောနိဗ္ဗာန်သိဖြစ်နေရင်ဒါနောက်ပိုင်းနိဗ္ဗာန်အစစ်ဖြစ်သွားတဲ့အခါကျတော့မိမိတို့အတွက်အင်မတန်တန်ဖိုးရှိသောနိဗ္ဗာန်အာယုန်တစ်ခုကိုမျက်မှောက်ပြုနိုင်တယ်လို့အဲ့ဒီလိုသဘောပေါက်ပါခဏတော့နာယီစီလို့တာတုကိုတော့ကြအောင်စို့